Hi နိုင်ငံခြားမှာနေကြလို့မြန်မာပြည်မှာစားခဲ့ရတော့ကရွှေရင်အေးတို့ဖာလူရာတို့လွမ်းနေကြတဲ့သူတွေရှိကြလားဒါဆိုရင်တော့ဘန်ကောက်မှာမြန်မာဆိုင်ရှင်ချောချောလေးကိုယ်တိုင်ဖွင့်ထားတယ်မြန်မာ dessert တွေမကောက် Thai dessert တွေပါရတဲ့ဆိုင်လေးကိုကင်ကပြောပြပေးပါမယ်ကင်တို့ဒီဆိုင်လေးမှာဘာတွေစားခဲ့လဲဈေးရောဘယ်လိုရှိလဲဆိုတော့မပြောပြခင်ဒီဆိုင်လေးကိုသွားစားတဲ့အခါ Facebook မှာ check in ဝင်ပြီးရင် 10% discount ရအောင်ပါပါကင်မရင်ဆုံးမှာဖြစ်ခဲ့တာလေးကတော့မြန်မာရတာစစ်စစ်ရေခဲချစ်တုပ်ပါမြန်မာပြည်မှာကြီးပြင်းခဲ့တဲ့သူတိုင်းရေခဲချစ်တုပ်လေးကတော့လူတိုင်းစားဖို့ကြမယ်လို့ထင်ပါတယ်ကင်ကတော့ဒါလေးစားပြီးတော့ငယ်ဘွားလေးတောင်တည်ရမိတယ်နောက်တစ်ခုဒီဆိုင်မှာထူးထူးဆန်းဆန်းရတဲ့မြန်မာချိုပွဲလေးကတော့ဒူးရင်းသီးရွှေရည်ပဲဖြစ်ပါတယ်ချိုပွဲတွေကိုမှရင်ကိုကအချိုသိမ့်မကြိုက်လို့ချိုလျှော်ခိုင်းနေတယ်ဆိုရင်လည်းလျှော်ခိုင်းလို့ရလို့တော်တော်လေးကိုအဆင်ပြေပါတယ်ဒီဆိုင်မှာမြန်မာချိုပွဲတွေမကဘူး Thai dessert တွေလည်းရပါတယ်ဒီတော့အခုမှထားတာလေးဆိုရင် hot pot coconut ice cream လို့ခေါ်တယ်သူကအုံးသီးရေခဲမှုကို hot pot ပုံစံလေးလုပ်ထားတာပေါ့နော် ingredients ကလည်း9မျိုးတောင်ပါသေးတယ်ပေသီးတို့ပဲနီတို့ကစုံဥပြောင်းဘူးပိန်ဥပြီးတော့ကြက်ဥမြင့်အများကြီးပဲပါတယ်ပေါ့နော်တော်တော်လေးစားလို့ကောင်းပါတယ်နောက်တစ်ခုကတော့ကင်အရန်ကိုလွမ်းနေရတဲ့ဖာလူဒါပဲဖြစ်ပါတယ်ဖာလူဒါထဲမှာထည့်ကျုပ်ပူတင်ရတယ်ဆိုင်ဟန်ကိုရိုင်းလုပ်တဲ့ကျုပ်ပူတင်ကိုသုံးတယ်လို့သိရပါတယ်ကင်ကမန်းလေးမှာကြောင်းတက်ခဲ့ပြီးတော့ရန်ကုန်မှာကြီးပြင်းခဲ့တဲ့သူဖြစ်တဲ့လျောက်မန်းလေးမှာဆိုရင်နိုင်လို့ရန်ကုန်မှာဆိုရင်တော့ရွှေပစုံတို့ကဖာလူဒါကိုကောင်းကောင်းစားခဲ့တဲ့သူပါဒီဆိုင်ကဖာလူဒါကလည်းမြန်မာပြည်မှာစားခဲ့တော့ရတာတိုင်းပဲတော်တော်လေးကိုစားလို့ကောင်းပါတယ်နောက်ထပ်ကင်မှာပြစ်ခဲ့တာလေးကတော့ဒိုမီနိုပဲဖြစ်ပါတယ်ဒိုမီနိုကတော့သူက mixed fruit ပေါ့နော်အသီးစုံရောထားတာအသီးတွေကဘာတွေပါလဲဆိုရင်တော့ပန်းသီးစပစ်သီးငပြောသီးပါတယ်ပြီးတော့ဖရဲသီးသင်္ဘောသီးနနသီးတို့လည်းပါပါတယ်ဒီဆိုင်မှာကင်နောက်ထပ်ထူးထူးခြားခြားလေးကြိုက်မိရတော့ရေခဲမုတ်ပါဒီဆိုင်ရဲ့ရေခဲမုတ်ရဲ့ texture နဲ့အရသာတော်တော်လေးကောင်းတယ်ကင်တို့စားခဲ့တဲ့ဖာလူဒါတွေရောဒိုမီနိုတွေရောပြီးတော့ hot pot coconut ice cream နဲ့မှာရေခဲမုတ်တွေကပါတော့တော်တော်လေးကိုကောင်းပါတယ်ဒီဆိုင်မှာကစားစရာအနေနဲ့မြန်မာနဲ့ထိုင်းအချိုပွဲတွေမကဘူးအသီးစစ်စစ်ကိုသုံးပြီးတော့ဖြော်ရဖြော်ရည်တွေလည်းရတယ်စားစရာအနေနဲ့ toast spread တွေလည်းရတယ်ပေါ့နော်အားလုံးပဲဆိုင်နာမည်လေးကိုသိကျင်နေကြလောက်ပြီးထင်ပါတယ်ဆိုင်နာမည်လေးကတော့ခနုံနုံချာပဲဖြစ်ပါတယ်ရှင်ဆိုင်ရဲ့ဒီနေရာကလည်းအရန်ကိုသွားရလာရလွယ်ကူတဲ့ Central World နဲ့မြင်တဲ့ရှင်းဆိုင်က Big C ရဲ့လေးလွာမှာရှိတာဖြစ်ပါတယ် Big C လေးလွာရဲ့ escalator အဆင့်တက်နာလေးမှာဒီဆိုင်လေးရရှိတာပါရှာရလွယ်ကူအောင်ပြပြပေးလိုက်ပါတယ်ဆိုင်ရဲ့ပြင်ဆင်လေးက compact ဖြစ်လေးကိုမှချစ်စရာကောင်းအောင်ပြင်ဆင်ထားတာမို့ထိုင်နေစရာကောင်းပါတယ်ဓာတ်ပုံရိုက်လို့လည်းလှပါတယ်ဆိုင်မှာရတဲ့ menu တွေနဲ့ဈေးနှုန်းလေးတွေလည်းသိရအောင်အတွက်ဒီဗီဒီယိုရဲ့နောက်နားလေးမှာကင်ထည့်ပေးထားပါတယ်ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality နဲ့အရသာကတော်တော်လေးကို fair ဖြစ်တာမို့ Kim ကတော့ဒီဆိုင်လေးကို fully recommend လုပ်ပါတယ်ဒီဗီဒီယိုလေးထဲမှာ Kim နောက်တစ်ခုပြောပြချင်တာကတော့ Kim တို့လိုအိမ်အောင်လွမ်းနေကြတဲ့သူတွေမြန်မာပြည်ကိုလွမ်းနေကြတဲ့သူတွေအတွက်မြန်မာအစားအစာတွေကိုမြန်မာအရသာစစ်စစ်နဲ့စားလို့ရအောင်ဘန်ကောက်မှာလာဖွင့်ကြတဲ့ဆိုင်ရှင်တွေကို Kim ကတော့ကျေးဇူးရမ်းတင်တာပါပဲဒီခနုံနုံချာဆိုတဲ့ဆိုင်လေးမှာမြန်မာ dessert တွေမကောက် Thai dessert တွေပါရတာဖြစ်လို့ဘန်ကောက်ကိုလာလေကြတဲ့သူတွေအနေနဲ့ Thai dessert တွေကိုစားချင်တယ်ဆိုရင်လည်းဒီဆိုင်လေးကိုလာခဲ့လို့ရပါတယ် Thai dessert တွေဆိုရင်လည်း Thai လက်ရာစစ်စစ် authentic အရသာစစ်စစ်ကိုစားရမှာဖြစ်ပါတယ်ဆိုင်ရှင်လေးကလည်းရမ်းချောရမ်းချစ်စရာကောင်းပြီးရမ်းလည်းသဘောကောင်းတဲ့မြန်မာဆိုင်ရှင်လေးကိုဒီဆိုင်လေးမှာသွားအားပေးကြပါဦးเนาะ Thank you bye bye